United သား၄နှစ်3နှစ်အသုံးပြုလိုက်မယ်ဆိုရင်တော်တော်လေးကြောက်စရာကောင်းလာမှာပါမင်္ဂလာပါUnited တင်အောင်3-3ကစားကွက်ကိုတယူတန်အသုံးပြုနေတဲ့နီးပြအမော်ရီလက်ထက်မှာအဆိုးရွားဆုံးအဆင့်ရက်တည်မှုတွေအနေပေါင်းဆုံးနိုင်ပွဲရယူမှုတွေစသဖြင့်နဲ့ဆိုးရွားတဲ့မှတ်တမ်းမှတ်ရာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်အသင်းရဲ့ကစားပုံနဲ့အဝင်ပါမလားသူ့ရဲ့အကြကိုရှေ့တန်းတင်ပြီးနီးပြအမော်ရီက United အသင်းကိုရက်လက်တွေဆိုးရွားသည့်တိုင်အောင်ကစားကွက်အပြောင်းလဲပြုလုပ်ခြင်းမရှိဘဲ3-3ကစားကွက်ကိုပဲပြီးတည်ပြီးတော့အသုံးပြုနေခဲ့ပါတယ်အခုဆိုရင်နီးပြအမော်ရီရဲ့ကစားကွက်ကိုကစားသမားတွေမပြောနဲ့ပရိသတ်တွေတော့မှအယုံကြည်မရှိတော့ဘဲနဲ့ကစားကွက်ပြောင်းရင်ပြောင်းမပြောင်းရင်အသင်းကနေထွက်လို့တော့မှ United ပရိသတ်တွေကအားမလို့အားမရဖြစ်နေကြပါတယ်United တင်ကတော့4နှစ်3နှစ်ဒါမှမဟုတ်4-3-3ကစားကွက်အောက်မှာသားချခဲ့တဲ့အသင်းဖြစ်ပြီးအခက်ဆက်ဆက်မှာနီးပြဟောင်းကြီးတွေကဒီကစားကွက်နှစ်ခုအောက်မှာပဲစီးမျောကျင်းလည်ခဲ့ကြပါတယ်လက်တော်ကြားသိရတဲ့သတင်းတွေရောက် United နီးပြအမော်ရီဟာဘုတ်ဖွဲ့ရဲ့ကစားကွက်ပြောင်းလဲပေးဖို့တောင်းဆိုမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးတကယ်ကြီးပြောင်းလဲမှာလားဒါမှမဟုတ်3-4-3ကစားကွက်ကိုပဲဆက်လက်ကင်ထားမှာလားကြည့်ရမှာပါတကူကြီးတာကတော့ဘုတ်ဖွဲ့တွေလိုရှိနေတဲ့အပြောင်းလဲကိုအမော်ရီလှုပ်ဆောင်ပေးခြင်းမရှိဘူးဆိုရင်လေရလက်ပိုင်းဆိုင်ရာမှာတော့တိုးတက်လာအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်ကစားကွက်လည်းမပြောင်းရလက်လည်းမကောင်းဆိုရင်တော့တခုပဲရှိပါတယ်ဂါယန်ညီသွားအောင်အမော်ရီလည်းဂျောင်းလို့သာဆိုရတော့မှာပါဆိုတော့ United တို့အနေနဲ့3-4-3မဟုတ်ဘဲနဲ့တခြားကစားကွက်နှစ်ခုကိုသာအသုံးပြုမယ်ဆိုရင်အသင်းရဲ့ရလက်ပိုင်းကနေချင်းညာချင်းဆိုသလိုအပြောင်းလဲကြီးတစ်ခုဖြစ်ပေါ်သွားမှာလားဒီရာကြီးဖြစ်လာမလားကတော့အာမမခံနိုင်ပေမဲ့လက်ရှိကစားကွက်တဲ့လက်ရှိရလက်ကပုံမသားလုံးမယ်ဆိုတာကတော့မြင်သာနိုင်ပါတယ် United ရဲ့4နှစ်3နှစ်အခင်းချင်းမှာခြေစွမ်းကြနေတဲ့ Bruno ပါဝင်တိုက်စစ်မှန်3ဖြစ်တဲ့ကုညာအပူမှုနဲ့စက်ကူတို့ကိုလည်းတပြိုင်နက်တည်းပါဝင်ခွင့်ရရှိသွားမှာဖြစ်ပါတယ်ဒီလိုသာဆိုတော့ United တိုက်စစ်ပိုင်းကကြောက်ကမန်းလိလိတိုက်စစ်အခင်းချင်းမျိုးဖြစ်ပေါ်သွားနိုင်ပြီးဂိုးသိန်းခြေစွမ်းကလည်းတည်တာထက်မြက်စွာနဲ့ဂိုးသိန်းခြေစွမ်းကလည်းတည်တာစွာထက်မြက်လာဖို့ရှိပါတယ် United တင်လက်ရှိမှာတကယ်လိုအပ်နေတာကလှုပ်တင်လှုပ်ထက်တဲ့အရာတစ်ခုပါဆုံးဖြတ်ချက်ပြတ်သားစွာနဲ့လှုပ်ဆောင်ရတော့မှာဖြစ်ပါတယ်ဒါဟာတဦးတယောက်တည်းကောင်းစားရေးဆိုတာထက်အသိနဲ့အဆင်ပြေလာပါမယ်အားပေးတဲ့ပရိသတ်တွေလည်းပျော်ရွှင်ခွင့်ရမယ်ဒီလိုချက်လက်တွေပြည့်စုံခဲ့တာကြောင့်ဒီပြအမော်ရီအနေနဲ့4နှစ်3နှစ်ကစားကွက်တစ်ခုကိုပြောင်းလဲသုံးပြလာမှာလားဖြစ်နိုင်ခြေရှိရဆိုတော့မှချက်ချင်းကြီးထားဖြစ်လာဖို့မရှိပဲတဆင်ချင်းသွားမယ့်အခြေအနေတစ်ခုလို့ဆိုရမှာပါဘာနေဒီပါ United တင်ရဲ့ပြောင်းလဲတွေကိုချက်ချင်းကြီးမြင်တွေ့ရဖို့ဆိုတာခဲရင်လုံးပါတယ်ဘာရီဆက်ဖြစ်မှာလဲဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်